လွန်ခဲ့တဲ့25ခုနှစ်က enemy friendly တွေ enemy ကားကောင်းတွေအများကြီးထွက်ခဲ့ဘူးသလိုကျွန်တော်လည်းထွက်ခဲ့တဲ့ကားတွေကို main ရှင်းနေအရသာရှိတော်တော်လေးစားခဲ့ရပါတယ်ဒါပေမဲ့တစ်ဖက်မှာအဆိုးအဆုံးနဲ့စိတ်ကင်စားအပေးဆုံးကားတွေရတယ်ရှိနေပြန်တယ်အဲ့လိုကားရများသောအားဖြင့်ပရိသတ်တွေရဲ့ညှို့လင်းချက်ကိုမပြည့်မီရပဲဖြစ်ဖြစ်ဘာမို့ဇလဲ animation ကအားနဲ့လိုပဲဖြစ်ဖြစ်အဲ့လိုကားမျိုးကိုအဆိုးအဆုံးကိုတတ်မှတ်ထားကြနောက်အကြောင်းထက်နေတဲ့ဇလန်းတွေကိုကျင်းရကောင်းရိုက်ထားရင်လည်းအဆိုးအဆုံးနဲ့မပါတယ်ဆိုတော့မနစ်ကတော့ကြည်ဘူးခဲ့မြ enemy ကားတွေမှာဘယ်ဟာတွေကအဆိုးအဆုံးဖြစ်မလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးမှာဖြစ်ပါတယ်နောက်ပြီးအခု season အတွက် special guest တွေကိုလည်းကျွန်တော်ခေါ်ထားပါသေးတယ် Okay လောက်ဆိုရပြီ season 1ရဲ့ပြောနေပဲဗီဒီယိုလေးကိုပဲအရင်စလိုက်အောင် One Punch Man Season 3ဒီကောင်းကိုကျွန်တော်ပြောချင်နေတာစထွက်သေးရSeason 1နဲ့ Season 2မှာ animation ကကောင်းသလား Season 3ကတကယ်ကိုတော့ရှစ်ပဲအစပိုင်းမှာကျွန်တော်နားလည်ပေးဖို့စူးစမ်းကြည့်ပါသေးတယ်နောက်ပိုင်း episode ဒီမှာကျွန်တော်ရဲ့ခန္ဓာရည်ကိုတစားစီရိုက်ထိုးဖြတ်နေသလိုပဲဒီကထွက်ဖို့လေကျွန်တော်တို့မှာ9နှစ်6နှစ်လောက်ဆောင်းခဲ့ရတာမှန်ပါတယ်စတူဒီယိုပြောင်းသွားရရဲ့နောက်ပြီးစကင်နေတဲ့အချိန်ကမလောက်ကတာဘတ်ဂျက်အလုံးလောက်ပဲမချပေးတာအနီမေတာတွေကအလုံးလောက်မရှိတော့ရရဲ့ blah 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 Shut the fuck up Shut up ခုလို one frame animation တွေကြောင့်ကျွန်တော်တို့မှာ fan made တွေနဲ့ AI view တော့ကြည့်ရတဲ့အထီတောင်ဖြစ်သွားခဲ့ရတယ် season 3ရဲ့ data တွေလည်းအခုလိုဝေဖန်မှုတွေကြောင့်နောက်ဆုံးမှာသူ့ရဲ့အကောင့်ကြီးကိုဖျက်လိုက်ရတဲ့အထိပဲတောင်းဒီ motherfucker ပတ်တူးထပ်ဖို့ပြောသွားလိုက်သေးLeave me aloneမင်းတို့အနည်းဆုံးတော့ကိုလုံးထားတဲ့ animation ကိုကိုပြန်ကြည့်တဲ့နေကြည့်လဲကြည့်စေခြင်းနေ studio ကကောင်းနေတကယ်ရောအဲ့ထုတ်တာရဲ့ season တစ်ခုလုံးကိုကြည့်နိုင်ရလားဆိုပြီးတော့လေကြည့်လဲ episode 8ရဲ့ fight scene ကိုပဲ86ခေါက်လောက်ကြည့်ပြီးတော့ feed တက်နေမှာမင်းတို့တခြားလူကိုမလေးစားရင်နေနာမည်ကြီးမန်ဂါကမူရာတာရဲ့အတ်ဒီရောမင်းတို့တကယ်လေးစားသင့်မင်းတို့ရဲ့စောက်ခွေးမှာသာ season 3 မထွက်ခင်နေရတာရဲ့အတ်ဒီက live ပေါ်မှာတော်တော်လေးကိုခန်းဖြစ်သွားသေးတယ်အဲ့ချိန်တော့ကျွန်တော်မှသူ့ကြောင့်ဆွဲပစ်တဲ့မန်ဂါတွေပုံနေအောင်ရှိသေးတယ်အဲ့လိုတကယ်ကောင်းတဲ့မန်ဂါကာတယောက်ရဲ့အတ်ဒီကိုမင်းတို့က season တစ်ခုနဲ့ဖြတ်စည်းလိုက်လို့ပဲဒီကြားရဲ့စလိတ်အစားဂျားလုံးကိုထည့်ပေးရတာစောက်လေးပေါ့ The beginning after the end ဒီကစတဲ့တွေကမူဆူကလုံးဆိုပြီးတော့တော်လေးလူပြောများနေကြတာဘာလို့ဆိုပုံမှန်တရားဝတ်တုံးကို Isekai enemy ကားတွေကိုမှာဒီကောင်ကကျွန်တော်ရဲ့မူဆူကူထန်ဆန်ကားရဲ့ဟာတွေနဲ့တော်တော်များများတူပြီလို့ဒီလိုကိုလူကမူဆူကူထန်ဆန်ကားကိုမကြည့်ရသေးဘူးဆိုရင်အိုက်ကားကြောင့်အရင်နည်းနည်းပြောပြအောင်ပါပေါ့ပထမဆုံးအနေနဲ့မူဆူကူကားတွေက main character အသက်40ကျော်ရွယ်အိန္ဒိယအိုတာကူတယောက်သူကူလို့အိန္ဒိယအိုတာကူဖြစ်နေရအကြောင်းရင်းတော့ရှိသူကအနိုင်ကျင့်ဘူးလျော်မြဲခံနေရအကြောင်းအဲ့ trauma တွေရပြီသူ့ဘဝ20လုံးလုံးဘာလုံးမလုပ်ဘဲနဲ့မိဘအိမ်မှာပဲကတ်နေခဲ့တာအဲ့လိုနဲ့သူ့ဘဝတစ်လျှောက်လုံးလောကကြီးနဲ့အဆက်အသွယ်ပြတ်ပြီးတော့အိမ်ထဲမှာပဲအတိတ်ပဲမရှိသွားတဲ့အချိန်ကြီးကုန်နေခဲ့တယ်နောက်ဆုံးသူ့မိဘကြီးဆုံးသွားတဲ့အာသုဘတ်တောင်မှ तू ကမလိုက်သေးအိမ်ထဲမှာနေပြီးအဲ့လိုနဲ့အိမ်မှာရှိတဲ့လူတွေလည်းသူ့အတော်လေးစိတ်ပြတ်ပြီးတော့အိမ်ဘဝကနေတခါရဲ့အတင်းအဓမ္မဆွဲနှိမ်ထုတ်လိုက်ကြတယ်တစ်ဖက်မှာဟိုကားရဲ့ main character ကျတော့သူ့ရဲ့အရင်ဘဝကဘေးနှစ်ပါးဘေးဆိုပေမဲ့ကောင်းမွန်တဲ့ဘေးတယောက်တော့ဖောက်မနေဘူးနောက်ပြီးသူ့ဘဝမှာမူဆူကားရလိုရင်သားစရာတွေဆုံးရှုံးရတာတွေမရှိခဲ့ဘူးနောက်ပြီးတေဝါအောင်မှာ तू ကအာနာဆန်ဆန်အုပ်စုပ်ပြီးတော့မှပဲတေသွားခဲ့တာတစ်ဖက်မှာမူဆူကားရဲ့ main character ဟိုဘက်ကမှာကိုရောက်တော့လေသူ့ရဲ့အကျင့်စာရိတ္တတွေကချက်ချင်းပြောင်းလဲသွားတာမျိုးမဟုတ်ဘဲနဲ့တဖြည်းဖြည်းနဲ့ပြောင်းလဲလာတာကိုတေချာလေးကြည့်ရမှာစာပိုင်းမှာတော့လူကြီးဦးနှောင်းနဲ့ကလေးခန့်တာကိုဆိုတော့ဒီကောင်သူ့ဖိနဲ့သူ့မေကိုကအလုံးမပေးကြဘူးလင့်လင့်တို့တော့ချောင်းသေးရအရင်ကဘာမှတော့မော်ပညာရေးဆိုတာစေကူရဲ့တက်တက်ပဲရှိခဲ့ရကြောင်းဒီဘက်ကမှသူမော်ပညာရေးရဲ့အလောက်ဆုံးတွေ့ရောသူ့မှာထူးဆန်းနေဖြစ်ပြီးတော့အတော်လေးစိတ်ဝင်စားနေခဲ့တာတော့သူ့ရဲ့အရင်ဘဝလိုခုသူရထားတဲ့ဘဝလေးကိုလေအသိမဲ့ဒီဘာမှမဟုတ်ဘဲနဲ့တေဆုံးသွားတဲ့လူတယောက်လိုထပ်မဖြစ်ချင်တော့အဲ့ဒါကြောင့်မိကောင်မော့အရွယ်တွေကသူ့အိမ်မှာရှိသမျှမော်စာအုပ်တွေကိုတယောက်တည်းယူဖတ်ပြီးတော့လေ့ကျင့်နေနေရှိတယ်ဟဲ့ငါဒီကောင်ပြောနေမှာမဟုတ်ဘူးလေခုလိုကာရီတာရီ of story ဘိုင်းနေအားစားဘူဆူဘူကားနဲ့သူကဆင်နေရကြောင်းအဲ့အချိန်ကအတော်လေးကိုဝေဖန်ခံရပါတယ်နောက်ပိုင်းကျတော့သူ့ story ဘိုင်းနဲ့သူ့အတူတော့ဖွဲ့ထွက်တော့ပါတယ်အဲ့ story ဘိုင်းကလည်းကောင်းလာဆိုတော့ Please put Tam on Takamine-san ဒီကားကလည်း2025တော့အတော်လေးကိုလူမုံများရဲ့ကားတွေမှာပါတယ်အဓိက story ဘိုင်းနဲ့ကာရီတာတွေကတော်တော်လေးကိုအားနေလို့
သူ့မှာကောင်းတာဆိုလို့ fan service တွေပဲရှိတယ် fan service ကတော့ကောင်းမကောင်းမမင်းနဲ့တကားလုံးခုလူကိုအောက်ခံချွတ်လိုက်တက်လိုက်လုပ်နေအောင်ပဲထိုင်ကြည့်နေရဘာလို့ဆိုဒီကားတွေကထာကားမင်းဆိုတဲ့ကောင်မလေးကသူ့မှာတိုင်းထွက်ပဲလာလုပ်တဲ့အစွမ်းရှိတယ်တနည်းအားဖြင့်အချိန်ကြီးသွားတာပေါ့အဲ့ဆိုတော့ဘလို့အလုပ်လုပ်လဲဆိုစီတခြားဇကားတွေရလို့ဂါရာတွေစမဂလာတွေဖတ်နေကြမလို့ဒီတိုင်းအောက်ခံလေးကိုချွတ်လိုက်ရုံပဲ What? Bro, what are you talking about, man? ဟောဒီလေးနေမပို့ဝေးပါနဲ့ဒီတည်းက main ကာရီတာကျွန်တော်ကြည့်နေရင်းနဲ့ဟိုမှာတော်တော်လေးကိုစိတ်ပြက်လာတာတကယ်ပြောညံ့လာမှာကြိုးရိုးမရှိသလိုပဲသူတို့နှစ်ယောက်ကဆက်ဆံရေးရလဲ healthy ဖြစ်တဲ့ relationship မျိုးမဟုတ်ဘဲနဲ့အရန်ကို obvious ဖြစ်သွားတယ်အနည်းဆုံးပြောရရင်တော့ကျွန်တော်တို့ယောက်ျားပိတာတဲ့ sigma man နေရတော့ဒီကောက်ကိုကြိုက်မယ်လို့တော့မထင်ဘူးဒါပေမဲ့တစ်ဖက်မှာဒီကောက်ကိုကြည့်ပြော်ပြီးတော့လက်တွေဝေါ့မေ့ရဲ့ကောင်တွေလည်းရှိတယ်တက်နိုင်ဦးလေသူတို့ကိလို့မှမရတော့ Reborn as a vending machine. ဒီကားကတော့ကျွန်တော်ကြည့်မှုလေးများမြန်မာကားကြီးပြီးရင်ဒိဗယ်မရှိဆုံး enemy ကပဲကြည့်ရတာရေးရလူကလည်း easy ကားကြီးတဖြည်းဖြည်းနဲ့များလာလို့ကိုလိုဇလန်တို့တွေထွက်လာဖြစ်မယ်နောက်ပြီးသူ့ရှင်မှာလည်းဓာတ်ပြည့်ဝင်စားခြင်းတို့ပါလို့ရှိသေးတယ်ဒါပေမဲ့ဒီကောင်ကအဲ့တဲ့ဆိုရယ် machine တစ်ခုအနေနဲ့ဝင်စားတာတို့ဒီတဲ့ကောင်းတဲ့ဇလန်တို့မစင်စားတတ်တော့ကြိုက်တာ vending machine တို့မဟုတ်ကျွေးသေးတဲ့ဆက်ကျွေးသေးတဲ့ဆက်တွေကိုစိတ်ဝင်စားနေတဲ့လူတယောက်ပြည့်မှာသူကလမ်းမှာပြုတ်ကြတော့မှဆက်ကိုဖမ်းရင်းနဲ့အိုက်ဆက်နဲ့သူပြီးပြီးတော့ရှော့သွားခဲ့တာအဲ့လိုနဲ့သူနိုးလာတော့ချားကွာတစ်ခုရဲ့ရေကန်ဘေးမှာသူကအိုက်ဆက်တစ်လုံးအဖြစ်ဝင်စားနေခဲ့အဲ့တော့လေဒီငနေကရှင်းတဲ့နေဒီသူဆက်ပြစ်သွားတော့ဒါပေမဲ့သူကပုံမှန်ဆက်ရလို့တော့မဟုတ်ဘူးသူရောင်းလို့ရတဲ့ point တွေကိုစုပြီးတော့သူအကွေလုံးလို့ရတာမျိုးတော့ရှိနောက်ပြီးသူထဲမှာအေးဘူးရောစားတော့ဆရာတွေအပြင်ရန်သူတွေရဲ့ရန်ကနေကာဝေးပေးဖို့လည်းရှိရည်လည်းထုတ်နိုင်တယ်အဲ့လိုနဲ့တည့်ရကြသူလက်မင်းဆိုတဲ့ကောင်မလေးတယောက်နဲ့တွေ့ပြီးတော့ခင်သွားကြတယ်အဲ့လိုနဲ့တဖြည်းဖြည်းရင်းနှီးလာတော့အဲ့ကောင်မလေးကသူ့ကိုဘောင်းထူပြီးတော့နာမည်စပေးခဲ့တယ်နောက်ပြီးသူကစက်လုံးဖြစ်တာကြောင့်စကားမပြောနိုင်ဘူးသူပြောချင်တဲ့အရာတွေကိုမူရတစ်ခုနဲ့ပဲဖြစ်စေသူကအတိပေးလေးရှိအဲ့လိုနဲ့သူတို့နှစ်ယောက်စွန်းစားကနေထွက်လိုက်ဒန်နယ်ရဲဝင်လိုက်နေတငယ်ချင်းအစ်စ်တွေလည်းရလာပြီးတော့ဇလန်းလေးကတဖြည်းဖြည်းနဲ့ဒါကတော့ကျွန်တော်2025မှာကြည်ဘူးကလေးမြန်ထဲမှာစိုးဝါးသုံးကိုသတ်မှတ်ထားတဲ့ anime ကားတွေပါကျွန်တော်တို့တော့ like မကြည့်ပါနဲ့တကယ်လို့ကိုလူကကြည့်ပြီးသွားပြီဆိုလို့ရှိရင်လည်းဂုဏ်ယူပါတယ်အယူတော်ကိုရောက်ဖို့အတွက် level 1ကိုကြော်ဖြတ်နိုင်ပါကိုလူကအခုလိုမျိုး video မျိုးကြီးကြိုက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ကတည်းကလုပ်ထားပေးကြတဲ့ပါနောက်ပြီးကျွန်တော်ပြောတော့ခဲ့တဲ့ကားတွေမှာဘယ်ရာတွေကကိုလူကိုစိတ်နှောက်ယှက်ပြီးဆုံးကားတွေဖြစ်မလဲဆိုတော့လေ comment မှာရေးထားခဲ့လို့ရပါတယ်ဆိုတော့နောက် video ကြပါပြန်တွေ့ကြမယ် bye guys